အားလုံးပဲမင်္ဂလာပါဂျာနခက်တီရဲ့အသွာအလာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအပေါ်ဘလောက်အထိလွှမ်းမိုးမှုရှိနေလဲဆိုတာကိုသတိထားမိကြရလားကဲဒီနေ့ရှင်းလင်းတင်ပြချက်မှာတော့အားလုံးစိတ်ဝင်စားကြမယ့်အကြောင်းအရာလေးတစ်ခုကိုယူဆောင်လာခဲ့ပါတယ်ဤဗီဒီယိုဒီ2026ခုနှစ်မေလအတွက်ဟောစာတန်နေ့ရတရားများကိုဆရာမထထထွန်းကအသေးစိတ်တင်ပြထားခြင်းဖြစ်ပါတယ်နက်ခက်ပြီးတင်လို့ဆိုလိုက်တာနဲ့ရှုပ်ထွေးလိုက်ကြိုးသွားကြိုလာတွေပဲလို့မတွေးလိုက်ပါနဲ့နော်ဒီမှာကအဲ့ဒီရှုပ်ထွေးလာတဲ့အချက်လက်တွေကိုအရန်ကိုရှင်းလင်းလွယ်ကူပြီးစနစ်ကျတဲ့လမ်းညွှန်ချက်လေးတွေအဖြစ်ပြောင်းလဲတင်ပြပေးသွားမှာပါဆိုတော့ကဘာကြီးရဲ့အပြောင်းလဲတွေကနေစလို့ကိုယ့်ရဲ့တကူကြီးကန်ဆာတာအထိဘလို့တက်ရောက်မှုတွေရှိနေလဲဆိုတာကိုအခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်ဒီနေ့မှာအဓိကထားရှင်းလင်းသွားမယ့်အခက်တွေကိုအကျဉ်းဖြင်းပြောပြမယ်ဆိုရင်ကဘာတဝမ်းရှိပฏิပက္ခများရော့ပါတက်တာလာမယ့်အခြေအနေနဲ့ဤပညာခန္ဓာတိုးတက်လာမယ့်အလားအလာတွေကိုဥစွာရှင်းလင်းသွားပါမယ်။အဲ့ဒီနောက်အမီရရှေ့ဆုံးအခရာများအလိုက်ကန်ဆာရာအနှိတ်အမြင့်တွေကိုခွဲခြားဟောဆိုထားပြီးစီဝါယီကျမ်းမာရေးနဲ့အခြေအနေတွေအတွက်ရတရားတွေကိုလမ်းညွှန်ပေးသွားပါမယ်။ဒါ့အပြင်အင်ဂျင်မြေဝယ်ယူရန်ခင်းစင်နေသူတွေအတွက်သတိပြုရမယ့်အချက်တွေနဲ့မေလအတွင်းကလေးမွေးဖွားရန်ကောင်းမွန်တဲ့ရက်မြစ်တွေအကြောင်းပါစုံစုံလင်းလင်းပါဝင်မှာဖြစ်ပါရီ။ Okayပထမဆုံးအနေနဲ့တူးချင်းစီရဲ့ကန်ဆာရာတွေကိုမလိလာခင်မှာ2026ခုနှစ်မေလာကိုလွှမ်းမိုးထားမယ့်အဓိကကျိုးအပြောင်းလဲကြီးတွေကိုအရင်ဆုံးနားလည်ထားဖို့တော့လိုတာပေါ့ဒါကြောင့်ကမ္ဘာလုံးဆိုင်ရာအနေအထားကိုအခြေတကွန်းစတင်ကြည့်ရှုကြပါမယ်မေလာရဲ့အဓိကသတင်းကောင်းကပါလဲဆိုတော့မျှတမှုစီတို့ပြန်လဲရုပ်ရှိလာခြင်းပါပဲမူရဲ့အချက်လက်တွေအရကိုရာတီမှာယာဟုကိုတလုံးတဲတာကြံရှိလို့ပြီးကျိုးတွေပြန်လည်ထိန်းညှိမှုရှိသွားပါတယ်ဒါကဘာကိုဆိုလို့တလဲဆိုတော့ပြီးခဲ့တဲ့ကာလတွေတုန်းကကဘာတဝမ်ဖြူပွားနေတဲ့ပဋိပက္ခတွေအထူးသဖြင့်ဘာသာရေးနဲ့သက်ဆိုင်တဲ့တင်းမာမှုတွေဟာဒီအချိန်ရောက်ရင်တိတိတတ်တာရော့ပါတတာသွားမယ်ဆိုတဲ့သဘောပါပဲနောက်ဆုံးနေတဲ့ကြိုးတွေကလည်းရှေ့ကိုပြန်လဲရေးလျာလာပြီလေဆိုတော့ရေးဖို့ရအဖြစ်ငင်းချမ်းမှုနဲ့တည်မြဲမှုအေးလျောင်တွေကိုစတင်မြင်တွေ့လာရမှာဖြစ်လို့အားလုံးအသက်တကယ်ကိုစိတ်အေးချမ်းသာစရာပြောင်းလဲတစ်ခုဖြစ်လာမှအသေးချပါပဲဒီလို grow ရဲ့အနေအထားများတာလာတဲ့စွမ်းရည်တွေကတချို့သောလုပ်ငန်းကဏ္ဍတွေကိုအကျဉ်းချုပ်တိုးတက်မှုတွေဖြစ်စေပါတယ်။စဉ်းစားကြည့်ပါ IT နည်းပညာ electronic computer ရောက်ကျပဲကျိုး Wi-Fi အစရှိတဲ့နည်းပညာကဏ္ဍတွေဟာအလုံးကိုအရှင်းအဟုန်နဲ့ကိုတိုးတက်လာမယ့်အချိန်ဖြစ်ပါတယ်။အထူးခြားဆုံးကတော့စာရင်းကိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပါပဲ။ ACCA လိုနိုင်ငံတကာစာရင်းကိုင်စာမေးပွဲဖြည့်ဆို့မဲ့ကျောင်းသားတွေအသက်အလုံးကိုကန်ကောင်းစေတဲ့အချိန်ဖြစ်လို့မဖြစ်မနေဖြည့်ဆို့သင့်တယ်လို့ကိုအတိအကျအကျင့်ပြုထားရပါ။ဟောစာတန်းတစ်ခုမှာဒီလောက်တိကျတဲ့ချက်လက်ပါဝင်လာတဲ့တကယ်ကိုစိတ်ဝင်စားစရာပါနော်။ဒါဒီမကတည်းဘူးအလုတ်ကိုင်းခွင်လန်းတစ်တီအများကြီးပေါ်ပေါက်လာပြီးအလုတ်လည်းမဖြစ်နေသူတွေပြန်လဲအလုတ်ရနိုင်ချေအရန်များတဲ့လာတလာလည်းဖြစ်နေပါတယ်။ကဘာလုံးဆိုင်ရာအခြေအနေတွေကိုခြုံငုံလေ့လာပြီးပြီဆိုတော့အခုမိမိတို့တူးချင်းစီရဲ့အသေးစိတ်ကန်စားတာတွေကိုစက်ပြီးလေ့လာကြည့်ကြရအောင်။ဒီမေလအတွက်ကန်တရားအနှိမ့်အမြင့်တွေကိုအမီရဲ့ပထမဆုံးအစအခရာပေါ်မူတည်ပြီးအုပ်စုတွေခွဲခြားဟောဆိုထားပါတယ်။တကယ်ကိုအားတစီယာကောင်းတဲ့အချက်အနေစားလိုက်ရအောင်အဲ့ဒါကတော့အထူးကန်ကောင်းနေတဲ့အုပ်စုတွေရဲ့အနေထားပါပဲစဇဇင်ညနဲ့လာအခရာရှင်တွေဟာဒီလာတွင်မှာအထူးတိုးတက်အောင်မြင်နိုင်ပြီးနာမည်ကုန်တဲ့ကြိုဆိုနိုင်တဲ့အခွင့်အရေးရှိနေပါတယ်အထူးသဖြင့် online လုပ်ငန်းတွေလုပ်ဖို့အရန်တင့်တော်ပါတယ်နောက်ထပ်ကငါအခရာရှင်တွေကတော့ဗန်ဂျာရေးပိတ်ဆို့မှုတချို့ရှိနိုင်ပေမဲ့ဝင်ငွေပြန်လေကောင်းမွန်လာပြီးအချစ်တရနိုင်တဲ့ကာလပါရနေရအခရာရှင်တွေကလည်းအလုတ်ရသူတိုးတာလာစားတိုးတာတွေနဲ့လုပ်ငန်းခွင်မှာအလွန်အဆင်ပြေမြင့်အချင်းဖြစ်ပါတယ်ဒီလိုကန်ကောင်းနေတဲ့သူတွေအတွက်ကန်ကိုပိုပွင့်စိတ်မေရတရားလေးတွေကတော့လွယ်ပါတယ်အင်္ဂါဖျားမှာအဝါရောင်နဲ့အနီရောင်ပန်းတဲ့ကလူပေးပါကဏ္ဍမှာပန်းလီလီပန်းစာရာတွေကိုကလူပူဇော်တာမျိုးပေါ့တကယ်ကိုလွယ်ကူပြီးအကျိုးပေးထက်တန်တဲ့အရာလေးတွေပါတစ်ဖက်မှာလည်းအထူးသတိထားရမယ့်အုပ်စုတွေရှိနေပါတယ်နော်ဝါနိစတင်တဲ့အမိရှင်တွေဟာအလို့အကင်မတိချမရေရာထွတ်တက်ပြီးအလို့အသစ်ပြောင်းလဲရတတ်ပါတယ်ဆေးရုံဆေးခန်းသွားရတဲ့ကျမ်းမာရေးပြဿနာတွေကိုလည်းတတိပြုရပါမယ်မဲအခရာရှင်တွေကတော့ကန်အနေငယ်နှင်းကြနိုင်ပြီးအိမ်နောင်ဖက်ရဲ့ကျမကြီးကိုအထူးကရုဆိုင်ရမယ့်အချိန်မှာဒါပေမဲ့ဒီထဲမှာအထူးခြားဆုံးနဲ့အများဆုံးတတိထားရမယ့်သူတွေကတော့ဟာအခရာရှင်တွေပါပဲငွေကြေးလင်းလက်ခံရနိုင်ခြေရှိတဲ့အပြင်ကျမကြီးအနေနဲ့အယိုးအစစ်ဒုခေါင်းပိုင်းဆိုင်ရာထိခိုက်မှုတွေပြောရင်စတူဒီယိုထင်ရလောက်တဲ့အထိခွဲဆရာမှုတွေရှိနိုင်တယ်လို့အတိအကျတတိပေးထားပါတယ်ဘီဒီဟောစာတန်တစ်ခုမှာဒီလိုအသေးစိတ်တတိပေးထားတာဟာတကယ်ကိုဂရုပြုစရာပါပဲဒါကြောင့်ဟာအခရာရှင်တွေအနေနဲ့သွားကြမရေးအပါဝင်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအထီးအခိုက်တွေကိုတတိထားပြီးနေထိုင်ကြဖို့တိုက်တွန်းကြပါတယ်အခက်အခဲနဲ့အနောက်ရတချို့ကျုံတဲ့နောက်ထပ်အုပ်စုတွေကတော့တောတာနဲ့ပောဖပါပအခရာရှင်တွေပါ
သောအခရရှင်တွေဟာအလို့အကင်နောက်နီးကြံကြမှုတွေရှိနိုင်ပြီးငွေကြေးလင်းလက်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။ဒါပေမဲ့ပိုင်ဆိုင်မှုအသစ်တွေရနိုင်ကြတော့ရှိနေသေးတယ်နော်။ပောဖဘာပအခရရှင်တွေကတော့လက်အောက်ငယ်သားကဒုက္ခပေးတာဆရာသမားအကြီးအကဲတွေနဲ့အစင်မပြေဖြစ်တာတွေကြုံရတတ်ပါတယ်။အထူးသဖြင့်ဓာအုပ်စုရဲ့အနေနဲ့ရင်အန်ဂျီရဲ့ကားအန်ဂျီရဲ့ကိုအထူးသတိထားရမှာပါ။ဒါပေမဲ့အရင်ကြီးစိုးရိမ်မတွားပါနဲ့ဒီလိုမတော်ရဆာမှုတွေကင်းဝေးစေဖို့အတွက်သွေးလူတန်းခြင်းဟာအလွန်ထိရောက်တဲ့ရစ်တရားတရားတစ်ဖြစ်အကြံပြုထားပါတယ်။သွေးလူတာဟာဒုတိယဝအသက်ကိုကဲတင်ရရောက်တယ်လို့မိမိအတွက်လည်းအကောင်းဆုံးအကာအကွယ်ဖြစ်စေတာမို့မဖြစ်မနေလှုပ်ဆောင်တင်ပါတယ်နော်။ကင်ဆာတာအုပ်စုအားလုံးတဲ့အကြံပြုထားတဲ့ရစ်တရာတွေကိုခြုံငုံကြည့်မယ်ဆိုရင်ကျွန်တော်တို့မြမယဉ်ကျေးမှုနဲ့နေ့စဉ်ပွားမှာအလွန်ရင်းနှီးပြီးသားကုသိုလ်ရေးလေးတွေဖြစ်နေတာကိုသတိထားမိကြမှာပါမကောင်းတဲ့နှက်ခတ်စွမ်းရည်တွေကိုဖြေလျော့ဖို့အတွက်ငားလွတ်တာလမ်းမေခွေးလိကြောင်လေးတွေကိုအစာကျွေးတာလိုမျိုးတင်ငယ်ပေမဲ့မေတ္တာတရားပါတဲ့လောက်ရက်တွေကအများကြီးအထောက်အကူပြုပါတယ်ခုနပြောခဲ့သလိုကျမ်းမာရေးအန္တရာယ်ရှိသူတွေအတွက်သွေးလူတန်းချင်းကအသက်အန္တရာယ်ကိုအကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်ဒါပြင်အောင်သက်ပြေစံပယ်လီလီကနမစတဲ့တမတ်ထိုက်ပန်းတွေကိုအိမ်ဖျားမှာခက်လူချင်းနဲ့လန်ဒန်ဓာတ်တွေမှာအလုံငွေထည့်ဝင်ခြင်းစတဲ့လွယ်ကူကျိုးရှင်းတဲ့လောက်ရက်တွေကကန်ဆိုးမှုတွေကိုဖြည့်ပြောင်းစေပြီးကောင်းမွန်တဲ့စွမ်းရည်တွေကိုဆောင်ကျဉ်ပေးနိုင်ပါတယ်ရတရားဆိုတာကိုတက်နိုင်တဲ့လောက်လီစေနာထားပြီးဖြည့်ဆည်းပြီးုံနဲ့တင်အများကြီးလုံလောက်ပါတယ်ဟောစာရန်ချက်လက်တွေကိုထိချာထိရှိပြီးတဲ့နောက်မှာတော့ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့အင်ချမ်းမြေဝယ်ယူခြင်းကိစ္စရပ်တွေမှာဒီအချက်လက်တွေကိုလက်တွေ့ပြီးလို့အထုံးချမလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်အိမ်ချမ်းမြေဝယ်ယူဖို့စဉ်းစားနေသူတွေအထက်ဒီအချက်လက်တွေကတကယ်ကိုအရေးပါပါတယ်နာမည်အစအခရာတနာနိတစတဲ့အခရာပိုင်ရှင်တွေဟာဒီမေလာအတွင်းမှာအိမ်ချမ်းမြေဝယ်ယူဖို့အလွန်အဆင်ပြေပြီးချောချောမိမိထစ်လိုက်တဲ့ကံတရားကိုပိုင်ဆိုင်ထားပါတယ်ဘာအခက်ခဲမှကြီးကြီးမားမားမရှိပဲအယောင်အဝဲအထက်မြောက်နိုင်ပါတယ်စန့်ကျင်ဘက်အမြင်နဲ့ညစနိတအခရာပိုင်ရှင်တွေကလည်းအိမ်ချမ်းမြေဝယ်ယူဖို့အခွင့်အလမ်းရှိပြီးမြဲစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးအရှုပ်ရှင်းပြဿနာတွေကြုံရတတ်တဲ့အတွက်ဥပဒေရေးရအရာရောက်ကိုအထူးသတိထားစစ်ဆေးဖို့တော့လိုအပ်ပါတယ်ဝယ်ရမယ်ဒါပေမဲ့စာချုပ်ထဲကအချက်လက်တွေကိုတလုံးချင်းတေချာဖတ်ပြီးမှအောက်လုံးတေချာပြီးဆိုမှလက်မထူဖို့လိုအပ်တယ်လို့အတိအကျသတိပေးထားပါတယ်နောက်ဆုံးကဏ္ဍအနေနဲ့ကတော့မိသားစုဘဝရဲ့အရေးကြီးဆုံးမှတ်တိုင်တစ်ခုဖြစ်တဲ့ခလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီး2026ခုနှစ်မေလအတွင်းမှာဘလိုရက်တွေကအကောင်းဆုံးနှစ်ခက်အနေထားမှာရှိနေလဲဆိုတာကိုကြည့်လိုက်ကြရအောင်မေလအတွင်းမှာကလေးမွေးဖွားဖို့အတွက်ထူးခြားတဲ့အခင်းကာလ3ခုရှိနေတာကိုတွေ့ရပါတယ်ဆရာထက်ထွန်းရဲ့တွေ့ချက်မှုအရမေလ10ရက်နေ့မတိုင်မီကာလဟာကလေးမွေးဖွားဖို့အတွက်ရည်ရွယ်အဖြစ်အလွန်ကောင်းမွန်တဲ့စွမ်းရည်တွေရှိနေပါတယ်အလဲမှာရှိတဲ့17ရက်နေ့ကနေ14ရက်နေ့အထိကတော့အခုအပြောင်းကာလဖြစ်ပြီးအထူးရဆုံးကတော့မေလ15ရက်နေ့နောက်ပိုင်းမှာမွေးဖွားတဲ့ကလေးတွေအတွက်ကြိုအနေထားဟာအကောင်းဆုံးအခြေအနေကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။ဘာလို့အကောင်းဆုံးလဲဆိုတာကိုစက်ကြည့်ရအောင်။အရေးကြီးဆုံးအချက်ကတော့မေလ15ရက်နောက်ပိုင်းမှာဖြစ်ပေါ်မဲ့ဂျိုတီဆောင်းချင်းဆိုတဲ့နှခတ်ပေတဲ့ EU စပဲဖြစ်ပါတယ်။ဒါဟာတကယ့်ကိုအန်တာမင်တဲ့ဆွေကောင်းတဲ့အနေထားပါဒီချိန်မှာမွေးဖွားတဲ့ကလေးတွေဟာဂျိုးတွေကအစင်လိုက်တန်းပြီးထီးတလက်လိုမိုးကာပေးထားတဲ့အကားကွယ်ကိုရရှိတဲ့အတွက်တက်တာလုံးထူးခြားတဲ့ကံကောင်းမှုတွေကိုပိုင်ဆိုင်နိုင်တယ်လို့ဆိုပါတယ်ကံတရားကအလိုလိုစောင်းရှောက်နေတဲ့သဘောမျိုးပေါ့ဒီလိုအားကောင်းတဲ့နှက်အနေထားကိုပိုပြီးပြည့်စုံသွားစေဖို့အတွက်မွေးကင်းစားကလေးငယ်တွေကိုတနင်္ဂနွေနံအမိပေးမယ်ဆိုရင်ပို့ပြီးတော့တောင်အကျိုးပေးထက်မြက်လာမှာဖြစ်တယ်လို့လမ်းညွှန်ကြံပြောထားပါတယ်ကဲအခုဆိုရင်2026ခုနှစ်မေလအတွက်အရေးပါတဲ့ဂူအပြောင်းလေးတွေအမေအခရာအလိုက်ကန်စာတာတွေနဲ့လက်တွဲလှုပ်ဆောင်နိုင်တဲ့ရတရားတွေကိုအသေးစိတ်လေးလာပြီးဖြစ်ပါတယ်။ကဘာကြီးကငင်းချမ်းရဲ့စီဥတီနေပြီးဤပညာတွေအဟုန်ပြင်းပြင်းတိုးတက်လာမဲ့ဒီမေလမှာမိမိကိုယ်တိုင်ရောဒီကောင်းမွန်တဲ့စွမ်းရည်တွေကိုဘယ်လိုရယူမလဲ။ကိုယ့်ရဲ့ကံကြမ္မာကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုပုံဖော်သွားမလဲဆိုတာကိုတွေးကြည့်ဖို့ဒီမေခွန်းလေးကိုခြံလက်ထားခဲ့ပါစေ။အားလုံးပဲကောင်းမွန်တဲ့အနာဂတ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။